ကျွန်တော်မိမကသူចောင်းပိတ်တုံ European food စားခြင်းနဲ့ဆိုတာနဲ့ record lamb တိုးနံရိုးလေးကိုကျွန်တော်မိမအတွက်လုပ်ပေးပါမယ်အရင်ဆုံးတိုးနံရိုးမှာပါတဲ့အမေးပါးလေးကိုအရင်ခွာထားလိုက်ပါတယ်ပြီးရင်တော့နံရိုးလေးတွေပေါ်ပြီးတော့လှသွားအောင်လို့ကျွန်တော်အရင်ဆုံးအပေါ်ကစီတုံးလေးကိုဖယ်ပြီးတော့လီးထုတ်လိုက်ပါတယ်နံရိုးတစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့အသားလေးတွေကိုလည်းဖယ်ထုတ်ပြီးတော့ရိုးပေါ်မှာကျန်နေတဲ့အသားစားလေးတွေကိုချစ်ထုတ်လိုက်ပါတယ်ပြီးရင်တော့ကျန်ခဲ့တဲ့လိုင်းသားပေါ်ကအစီတုံးလေးတွေကိုဓားလေးနဲ့ crossing လိုက်ပြီးတော့မှုန်းထားပေးလိုက်ပါတယ်နံရိုးအစီတုံးလေးကိုတေချာလေးလှီးပြီးသွားပြီဆိုရင်တော့ကျွန်တော်အပေါ်ကနေစားရငရုတ်ကောင်းရဲ့ဖြူလိုက်ပါတယ်နံရိုးကိုအထက်အောက်စားနဲ့ငရုတ်ကောင်းနဲ့ဖြူပြီးသွားပြီဆိုရင်တော့အာဗန်ထဲမှာ bake လုပ်တဲ့အချိန်မှာအယိုးလေးတွေမဲမသွားအောင်လို့အပေါ်ကနေခဲဘက်လေးနဲ့လိုက်ပတ်ထားလိုက်ပါတယ်ပြီးရင်တော့အိုးထဲမှာ olive oil လေးနည်းငယ်ထည့်ပြီးတော့အသားလေးကိုတင်းသွားအောင်လို့စီယာလုပ်ပါမယ်သားလေးကိုတစ်ဖက်တင်းသွားပြီဆိုရင်တော့တစ်ဖက်ကိုလှန်ပြီးတော့ rosemary နဲ့ကြက်သွန်ဖြူလေးထည့်ပြီးတော့ဝေးလာအောင်လို့စီလေးနဲ့ပတ်ပေးလိုက်ပါမယ်သားလေးတင်းပြီးသွားပြီဆိုရင်တော့သူ့ကိုခဏဆယ်ထားလိုက်ပါမယ်တိုးနံရိုးပေါ်မှာဟင်းခက်အမွေးcrush လုပ်ဖို့အတွက် rosemary ရဲ့ thyme ရဲ့ parsley ရဲ့ကိုကျွန်တော်တင်ပြီးတော့ကျိတ်သက်ထဲမှာကြက်သွန်ဖြူနဲ့ bread crumb ကက်ကြော်မုံလေးထည့်ပြီးတော့ကျိတ်ထားလိုက်ပါတယ်ကျိတ်ပြီးလို့ရလာတဲ့အမုံလေးတွေကိုတော့ပကံပြားထဲမှာထည့်ထားလိုက်ပါတယ်ပြီးရင်တော့ခုနကအသားတင်းအောင်ကြော်ထားတဲ့နံရိုးလေးအပေါ်မှာ mustard ကိုတုပ်လိုက်ပါမယ် mustard မုံညင်းစေးအနစ်ကလေးကိုတစ်ဖက်ကိုလှန်ပြီးတော့နက်နက်သက်သက်တုပ်ပြီးသွားပြီဆိုရင်တော့ခုနကလောက်ထားတဲ့အမုံလေးတွေကိုလိုက်ပြီးတော့ကတ်ပေးပါမယ်ကတ်ပြီးသားတိုးနံရိုးလေးကိုတော့ oven ထဲမှာ200 degree celsius နဲ့25မိနစ်လောက်ကင်ထားလိုက်ပါမယ်နံရိုးလေးကင်နေတဲ့အချိန်မှာတော့ခါကျဦးလေးနည်းငယ်ကိုတင်ထားပြီးတော့နှက်ကနံရိုးကြော်လို့ကျန်တဲ့စီအိုးထဲမှာပဲ BB collagen ကြက်ပေါင်းရည်လေးကိုထည့်ပြီးတော့နှက်ထားလိုက်ပါတယ်ပုံမှန်ဘုံ broth တွေကလောရတာကြတဲ့အတွက်ဘယ်တကူသုံးလို့ရတဲ့ BB collagen ကြက်ပေါင်းရည်လေးရှိနေတာတော်တော်လေးကိုအဆင်ပြေပါတယ်တိုးနံရိုးနဲ့ဒူစားဖို့ sauce လုပ်ဖို့အတွက်တော့ထောဘက်ရဲ့ဂျုံမုံရဲ့ကိုစားရူထည့်ပြီးတော့ရေးလေးနဲ့အညူရောင်လေးတန်းလာအောင်ထိမှွေထားလိုက်ပါမယ် BB collagen ကြက်ပေါင်းရည်လေးကိုထည့်ပြီးတော့မှွေထားလိုက်ရင်တော့ sauce က base လေးရသွားပါပြီပြီးရင်တော့ red wine reduce လုပ်ထားတာလေးထည့်ပြီးတော့အဲ့ဒါအတွက်စားငရုတ်ကောင်းတဲ့လိုလိုလေးထည့်လိုက်ပါတယ်အာဗန်ထဲမှာထည့်ပြီးတော့ကင်ထားတဲ့သိုးသားလေးလည်းရပြီဆိုတော့ကျွန်တော်နံရိုးလေးတွေကိုတေချာလေးလောက်အောင်လို့လီးထားလိုက်ပါတယ်သိုးသားလေးကိုတော့ဣနေအောင်လို့အင်္ဂလိပ်လိုဆိုရင်တော့ medium rare မြန်မာလိုဆိုရင်တော့ hair နဲ့အားလည်းစိမ့်ကြီးဖြစ်အောင်လို့ကျွန်တော်ကင်ထားလိုက်ပါတယ် plating အတွက်ကတော့အောက်ဆုံးမှာ mashed potato လေးထည့်ပြီးတော့လီးထားတဲ့သိုးသားရဲ့ခါကျုပ်ခင်းအောင်လေးနဲ့အပေါ်ကနေ red wine sauce လေးစမ်းပေးလိုက်ပါတယ်နောက်တစ်ပကံထဲမှာလည်းအောက်ဆုံးမှာ mashed potato နဲ့အပေါ်ကသိုးသားနဲ့ sauce ဖြူပြီးတော့ဘေးကနေခါကျုပ်လေးထည့်ပေးလိုက်ပါတယ်Okay.